အားကစားဝန်ထမ်းရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Manchester United ပရိသတ်တွေအတွက်ယင်းထဲမှာအမှတ်ရစရာတွေနဲ့ကြံခဲ့မဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အသင်းရဲ့ကွင်းလယ်လူ Casemiro ဟာ Brentford ကို 2-1 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာပရိသတ်တွေတခဲနဲ့အားပေးမှုရရှိခဲ့တယ်လို့ဒါဟာသူ့ရဲ့ United ကစားသမားဘဝညီကုန်းချုပ်ဖို့နီးကပ်လာပြီဆိုတာကိုပါသတိပေးလိုက်တာပဲဖြစ်ပါတယ်Manchester United အသင်းဟာ Brentford ကိုအနိုင်ရခဲ့တဲ့ပွဲမှာ Casemiro ဟာအိမ်ကွင်းမှာ3ပွဲစတိုက်ကိုသွင်းယူပေးခဲ့ပြီးတော့သူ့ရဲ့အရေးပါမှုကိုလည်းပြသနိုင်ခဲ့ပါတယ်။သူဟာဒီယာဒီမှာခေါင်းတိုက်ကို8ဂိုးထိသွင်းယူထားနိုင်ခဲ့တာကြောင့်1999-2000ခုနှစ် Dwyer ရဲ့စံချိန်နောက်ပိုင်းတရားဒီအတွင်းခေါင်းတိုက်ကိုအများဆုံးသွင်းယူနိုင်ခဲ့တဲ့ဒုတိယမြောက် United ကစားသမားတဦးဖြစ်လာခဲ့ပါတယ်။ပွဲပြီးမှာတော့ပရိသတ်တွေကနောက်ထပ်တစ်နှစ်ပါ Casemiro လို့ကြွေးကြော်ခဲ့ကြပေမဲ့နီးပြ Michael Carrick ကတော့ Casemiro ရဲ့ United ခီးစဉ်ဟာနောက်လာမှအဆုံးသတ်မှာဖြစ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။ United ဟာဇန်နဝါရီလက Ruben Amorim ကိုထုတ်ပယ်ခဲ့ပြီးနောက်ပိုင်းဒါရိုက်တာ Jason Wilcock ချမှတ်ခဲ့တဲ့ဗတ်နိုင်တွေကိုပြည့်မီအောင်စူးစမ်းနေကြတာပါ။လက်ရှိမှာတော့ချန်ပီယံဝင်ခွင့်နဲ့2မှတ်အကွာကိုရောက်ရှိနေပြီးကြန့်ရှိတဲ့၄ပွဲမှာတော့အဆုံးဖြတ်ကိုခံယူကြရတော့မှာဖြစ်ပါတယ်။နီးပြ Michael Carrick ကတော့ Casemiro ဟာကျွန်တော်တို့အသင်းအတွက်သူ့ရဲ့နှလုံးသားကိုပါပုံအောပြီးကူညီပေးခဲ့တာပါ။သူ့ရဲ့အတွေ့အကြုံပေးဆက်မှုတွေကတန်ဖိုးဖြတ်လို့မရပါဘူး။ဒါပေမဲ့နှုတ်ဆက်ခြင်းဆိုတာကတော့ဘောလုံးလောကရဲ့မလွဲမရှောင်သာတဲ့နေရာမှာတစ်ခုပါပဲ။ကစားသမားတွေကအချိန်တန်ရင်အသင်းကိုရောက်လာကြသလိုတနေ့ကျတော့ကြောခိုင်းလန်းခွဲသွားကြမှာပဲလို့သူကပြောဆိုခဲ့ပါတယ်။ Manchester United ကအရင်ကနဲ့မတူတဲ့တိတိတသာကွဲပြားမဲ့အပြောင်းရွှေ့မူဝါဒတစ်တီကိုချမှတ်တော့မှာဖြစ်ပါတယ်။အဲ့ဒါကဒီနှစ်နွေရာသီ United ရဲ့အဓိကဦးစားပေးက Casemiro ရဲ့နေရာမှာအစားထိုးဖို့ဖြစ်ပါတယ်။ဒါပေမဲ့အရင်ခေတ်တွေလိုဈေးကြီးပေးပြီးဝယ်တဲ့ပုံစံမျိုးမြင်တွေ့ရမှာမဟုတ်တော့ပါဘူး။နံပါတ်1ပြမှတ်ကတော့ Nottingham Forest က Elliot Anderson ကိုမျက်စိကျနေတာပါ။ဒါအပြင် Manchester United ကနောက်ထပ်ဘောလုံးရာသီမှာစီးမြင့်အသစ်တစ်ခုကိုထပ်မံရေးဆွဲလိုက်ပါတယ်။အဲ့ဒါကတော့ Man City ကပါစိတ်ဝင်စားနေတဲ့ Anderson အတွက်ပေါင်တန်း120အထိပေးရမယ်ဆိုရင် United ကလက်ဆောင်သွားမှာဖြစ်ပါတယ်။အရင်ကလို Manchester United အသင်းမှာလူများပြီးပွဲမစီတဲ့ပုံစံမျိုးကိုမလုပ်တော့ပဲသူတို့ကဈေးမကြီးတဲ့တန်ဖိုးရှိတဲ့ကစားသမားတွေကိုပဲဦးစားပေးတော့မှာဖြစ်ပါတယ်။အရင်က Manchester United မှာလူခေါ်ယူမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့သင်ခန်းစာတွေအများကြီးရှိခဲ့ဘူးပါတယ်။အဲ့ဒါကတော့ Casemiro ကိုအသက်ကြီးမှဈေးကြီးပေးခေါ်ခဲ့တယ်လို့မျိုးအမှားတွေထပ်မလုပ်ဖို့ United ဘုတ်အဖွဲ့ကဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ Casemiro ဟာ American MLS အသင်းကိုပြောင်းရွှေ့ဖို့ကောလာဟာလသတင်းတွေထွက်နေတယ်လို့ United ကလည်းကွင်းလယ်အကူအသစ်ပြန်လဲတိစောက်ဖို့ပြင်ဆင်နေပါပြီ။ Casemiro ကိုနှုတ်ဆက်ရတော့မှဖြစ်ပေမဲ့ဒါဟာ United ရဲ့အပြောင်းလဲအသစ်တစ်ခုအစပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ Manchester United ပရိသတ်များနဲ့အားကစားဝန်ထမ်းရှင်ပရိသတ်များအားလုံးခင်ဗျာ Casemiro ကိုနောက်ထပ်တစ်နှစ်လောက်ထပ်ထားတင်တယ်လို့ထင်ကြပါသလား။သူ့နေရာမှာအစားထိုးမဲ့ Elliot Anderson ကရော United အတွက်ကွက်တိကြမနိုင်ပါမလားဆိုတာကတော့ comment မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။